ချင်းမှုနဲ့တူလူတွေကဖွားဖွားစစ်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့လီချမ်းရှင်ရဲ့အားအင်တွေကိုနှိမ်နှင်းပေးဖို့လောင်ယူလိုက်စီလာရောက်ကူညီတောင်းခံတဲ့အခါလောင်ယူလိုက်ရဲ့တုတ်ပြန်မှုကဘလောက်တောင်အံ့ဩဖို့ကောင်းလဲဆိုတာအသိပါတလားခြံကိုင်းဟာလော်ကီရေးရအကျိုးဖြစ်တွေမှာပါဝင်ပတ်သက်လိမ့်မရှိဘူးဆိုတာလူတိုင်းသိကြပါတယ်ဒါပေမဲ့လောင်ယူလိုက်ကတော့ခိုင်းသားတွေနဲ့ရဟန္တာတွေရဲ့တားမြစ်ချက်ကိုမမှုပဲမကောင်းဆိုးဝါးခိုင်းရဲ့အတွင်းရေးမှာပါဝင်ပတ်သက်ဖို့မတင်တော့ဘူးဆိုတဲ့အကြံပြုချက်တွေကိုလစ်လျူရှုခဲ့ပါတယ်သူကတတဝါအားလုံးတန်းတူညီမျှရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဒီကိစ္စတွေကိုအဓမ္မဝင်ရောက်ဆွတ်ဖက်ခဲ့တာပါခိုင်းရဲ့စီမင်းစည်းကမ်းတွေကိုအတိလင်းချိုးဖောက်လိုက်တဲ့ဒီလိုလုပ်ရကြောင်းအနားမှာရှိနေတဲ့လူအားလုံးတစ်ခဏချင်းမှလည်းမြင့်တက်သွားခဲ့ရပါတယ်ခြံကိုင်းရဲ့ဆရာသခင်ကမကောင်းဆိုးဝါးခိုင်းရဲ့အတိတ်ကိစ္စတွေမှာပါဝင်ပတ်သက်ပြီးအကျိုးဖြစ်တွေကိုခံယူဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်ဘေးလူတွေကဖွားဖွားစစ်နဲ့လီချမ်းရှင်တို့ရဲ့အန္တရာယ်ရှိတဲ့အဆင့်တန်းကိုအလေးနဲ့ထားပြောဆိုနေကြပေမဲ့လောင်ယူလိုင်ကတော့သူတို့ကိုကယ်တင်ရမယ့်တတဝါတွေဖြစ်တာမြင်ခဲ့ပါတယ်ကောင်းခြင်းနဲ့ဆိုးခြင်းဆိုတဲ့အစွန်းနှစ်ဖက်အယူအဆကိုချုပ်ဖြတ်လိုက်တဲ့ဒီလိုမြင်ကကြင်ကြံခြင်းလောကရဲ့တာမန်အတိတရားကိုတိုက်ရိုက်ခတ်သွားခဲ့ပါတယ်လောင်ယူလိုင်ကဖွားဖွားစစ်ရဲ့ရုပ်အစစ်အမှန်ကိုကိုယ်တိုင်ကိုကြမြင်တွေ့ကျင်တယ်လို့စွတ်တရွတ်တောင်းဆိုခဲ့ပြီးအရှင်းလင်းဆုံးနီလန်းနဲ့အခြေအနေကိုဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်ဒီလိုအဆုံးရောက်တဲ့နီလန်းကြောင့်ချင်းမှုနဲ့တူလူတွေတောင်ထိတ်လန့်တုန်လှုပ်ပြီးတားဆီးခဲ့ကြပါတယ်သူ့ရဲ့လက်အောက်ခံတွေကဖွားဖွားစစ်ရဲ့လှပတဲ့ရုပ်အစင်းကြောင့်လူတွေရဲ့စိတ်နှလုံးညှို့ယူဖန်ဆားခံရမှာကိုစိုးရိမ်နေကြတဲ့အခါလောင်ယူလိုင်ကကြင်ကြံအားထုတ်သူတွေဟာရုပ်ခန္ဓာပေါ်မှာမဆွဲလန်းပဲကြော်လွန်နိုင်ရမယ်လို့ကျေလောင်စွာတုံ့ပြန်ပြောဆိုခဲ့ပါတယ်လူသားတွေရဲ့အားနည်းချက်ကိုဒီလိုမျိုးလုံးဝဥပိ္ပခါပြုလိုက်တာဟာယုံကြည်ချက်ခိုင်မာတာထက်မိမိရဲ့ကြင်ကြံမှုအဆင့်တန်းအပေါ်အလွန်အကျွံယုံကြည်စိတ်ချလွန်ရာရောက်နေပါတယ်နောက်ဆုံးမှာတော့အားလုံးအတွက်ရေစရာကောင်းတဲ့ကိစ္စတစ်ခုကိုပြောပြချင်ပါတယ်ဖွားဖွားစစ်ရဲ့ရုပ်အစစ်အမှန်ပေါ်လာတဲ့အဲ့ဒီအချိန်မှာတင်တာလေးရင်ကိုင်းကတပည့်တွေရဲ့ထက်ဝက်ကျော်ဟာထွက်ပြေးသွားခဲ့ကြပါတယ်